ဘုန်းကြီးဟာဘာအတွက်ဝတ်ထားလဲလူဘဝမနေခြင်းလို့ဝတ်ထားလားပြင်းလို့ဝတ်ထားလားလုံးမစားခြင်းလို့ဝတ်ထားလားသို့မဟုတ်ဒီဖရာသခင်ရဲ့အမှုထမ်းဖို့ဝတ်ထားလားတချို့ဘုရားဘာသာဘုန်းကြီးတွေဘာလို့ဘုန်းကြီးဝတ်ထားလဲဗမာပြည်မှာဆိုဒုံလဘယဟန်ကန်နေပြည့်တာနော်ဘာလို့ယဟန်ခံကြလဲဒုံလဘယဟန်ခံနေမကဘူးဒုံလဘသီလရှင်လာသေးတယ်ရှောင်းတလုံးဆုံးခံပြီးတော့ဘာလို့သီလရှင်ဝတ်လဲဘာရည်ရွယ်ချက်နဲ့ဝတ်ထားလဲရည်ရွယ်ချက်တော့ရှိရမှာလေအလုပ်တစ်ခုလုပ်တယ်ဆိုရင်ဥတီချက်နဲ့ရည်မှန်းချက်ရည်ရွယ်ချက်ဆိုတာရှိကိုရှိရမရှိလို့မရအဲ့တော့ဗုဒ္ဓဘာသာမှာသာဘုန်းကြီးရှိတာမဟုတ်ဘူးဟိန္ဒူဘာသာမှာလည်းဘုန်းကြီးရှိတာခရစ်ယာန်မှာလည်းဘုန်းကြီးရှိတယ်မန့်တို့ priest တို့ရှိတာဘာရည်ရွယ်ချက်နဲ့ဝတ်ကြတာလဲဗုဒ္ဓဘာသာဘုန်းကြီးတွေကဘာရည်ရွယ်ချက်နဲ့လဲခရစ်ယာန်ဘုန်းကြီးဟိန္ဒူဘုန်းကြီးတွေကဘာရည်ရွယ်ချက်နဲ့ဝတ်ကြတာလဲအဲ့တော့ရည်ရွယ်ချက်တော့ရှိရအဲ့ဒီရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့မိလိန်နာမင်းကြီးကကိမတိယဗန္တိတုံမကံပပ္ပစ္စာအရှင်ဘုရားတို့ရှင်ယဟန်လှုပ်တာဘာအတွက်လဲကောသတုံမကံပရမတ်ထောအရှင်ဘုရားတို့မျှော်မှန်းတဲ့အမြင့်ဆုံးရှိမှန်းချက်ကဘာလဲဘုန်းကြီးဝတ်တယ်ဆိုတာဘာအတွက်လဲနော်အမြင့်ဆုံးရည်မှန်းချက်ကဘာလဲဒါတွေရှိရမလဲရှိရအဲ့တော့ဘာတွေကြီးမှန်းပြီးတော့ဘာတွေလှုပ်ထားတော့ဆိုတော့ရှင်နာဂသေနာဖြေတယ်ဘုရားဘာသာဘုန်းကြီးတွေဘာကြောင့်ဘုန်းကြီးဝတ်တယ်ဆိုတဲ့မှန်ကန်တဲ့ရည်ရွယ်ချက်ကပါကိန္တိမဟာရာဇဣဒံဒုက္ခံနိရုဇေယအညာစဒုက္ခနာဥပ္ပစေယတိဧတဒတ္ထာမဟာရာဇအမကံပပ္ပစ္စာမြတ်စွာဘုရားရဲ့သာသနာတော်မှာတို့ယဟန်ဝတ်တယ်ဆိုတာတဲ့ယဟန်ဝတ်တယ်ဆိုတာတခြားအတွက်မဟုတ်ဘူးတဲ့အခုရထားတဲ့ဆင်းရဲဒုက္ခဘလို့အဆုံးသတ်ရမလဲနောက်ထပ်ဆင်းရဲဒုက္ခတစ်ခုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုသိဖို့ဝတ်ထားပါတဲ့ဒါဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ရည်ရွယ်ချက်ကနော်ဘာကြောင့်ဘုန်းကြီးဝတ်ထားတော့ဆိုအခုလက်ရှိရထားတဲ့ဒုက္ခချုပ်ငြိမ်းသွားပြီးတော့နောက်ထပ်ဒုက္ခတစ်ခုမရဖို့အဲ့တော့ဒီနေရာမှာဒုက္ခဆိုတာဘာကို